ကဘာကမြန်မာ image ကိုချထားတာမြန်မာ image လုံးဝမကောင်းဘူး image ကောင်းတဲ့ဟာတွေလုံးဝမပြအမိုင်းကိုနားမလဲတဲ့ကနေနေတဲ့အချိန်မှာနင်းထားပြီးတော့မြန်မာတွေရဲ့ weak point အားနည်းချက်ကိုသိတဲ့ကမြန်မာတွေဆိုတာအသုံးမကျတဲ့လူမျိုးလို့ဖြစ်အောင်တကဘာလုံးကရေးထားတကဘာလုံးကအဲ့ဒါ highlight လုပ်ထားလိုက် Google မှာရှာကြည့်မြန်မာလူငယ်ဆိုဆန္ဒပြနေတာတွေတွေ့တယ်ဖုံပြောတာမယုံအခုချက်ချင်းရှာကြည့်လို့ရမြန်မာ man ဆိုရင်လည်းအဲ့ဘုန်းကြီးတွေဆန္ဒပြနေတာတွေတွေ့လေဘယုတ်ဒုက္ခလုပ်နေတာတွေပဲတွေ့လေမြန်မာ image လုံးဝမကောင်းဘူး image ကောင်းတဲ့ဟာတွေလုံးဝမပြဘူးဖုံအဲ့ဒါကို revolution လုပ်ချင်တာမြန်မာဆိုတာမညံ့ဘူးဆိုတဲ့ဟာကိုပြောချင်တယ်ဟုတ်ပြီနော်အဲ့ဒါမြန်မာဆိုတာမညံ့ခဲ့ပါဘူးအခုဘုံပြောခဲ့တဲ့တမိုင်းနှစ်ပေါင်းထောင်ချီပြီးတော့လူတွေရှင်းသန်နိုင်ဖို့ဆိုတာလွယ်လွယ်လေးဟုတ်ပါမလားပါရှားပြည်ကြီးဆိုတာတစ်ချိန်တော့ဆရာကြီးပဲအခုအီရန်ပြတ်တော့မှာပါရှားနိုင်ငံတော်ကြီးဆိုတာမြင့်ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့နိုင်ငံကြီးအခုအီရန်ဆိုတဲ့နိုင်ငံပေါ့တစ်ချိန်တော့စူပါပါဝါအဲ့ဒီနောက်မှာဘုန်းတို့ USSR ဆိုဗီယက်ယူနီယံကြီးဒါဆိုနှစ်ပေါင်း10ကနန်းလောက်ပဲ10စုနှစ်2စု3စုလောက်ပဲခံလိုက်တယ်ဆိုဗီယက်ယူနီယံ15နိုင်ငံကွဲသွားတယ်ကာဂျစ်စတန်ဥဇဘက်ကစ္စတန်ယူကရိန်းခွဲတာနော်အင်အားနဲ့အောင်ခွဲပစ်တယ်အင်အားနဲ့အောင်ခွဲပြီးတဲ့အခါကျတော့အဲ့ဒီလူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးလိုက်ရင်အဲ့နိုင်ငံတွေနဲ့လမ်းမတူတော့စူပါပါဝါကြီးတွေကြာဆုံးတော့တာဘုန်းတို့တွေ့ရအဲ့တော့မြန်မာပြည်ကြီးကလည်းအခုအင်အားနည်းနေပြီဒါကြောင့်ဘုန်းဘုန်းတို့ဒီကနေ့ခေတ်ကစိန်ခေါ်မှုအားများတဲ့ခေတ်ရောက်သွား